နေ့မှာတော့ဘူချုပ်ဈေးသွားတယ်တာမီနှစ်ယောက်အကြောင်းပဲတိဆက်ပေးရမှာပဲဖြစ်ပါတယ်။သမီးဘူချုပ်ဈေးသွားဆိုလေဟုတ်အစီတမမလာသေးဘူးအမေရဲ့။အော်အေးငါနောက်ကျနေပြီကွာ။မြန်သွားရတော့မယ်။ကဲမြန်ဟောမရတော့မယ်။အော်ကြီးတို့တားနောက်ကျသွား။အော်ရပါတယ်ကွယ်။အဲ့ဒါဆိုလားခါခဲ့ထားတော့လေ။ 还个结果的，妹，没烧没？ ကဲအဲ့ဒါဆိုဘူချုပ်ဈေးကိုသွားရမယ်။ 没烧。 ဘူချုပ်ဈေးကိုရောက်တော့အခါဘူချုပ်ဈေးကိုရောက်ပြီဆိုတော့ကဲဟိုဟာကြီးတားဒီမှာပဲထိုင်ဆောင်နေလိုက်တော့မယ်။အော်အေးပါဒီနားမှာပဲထိုင်ဆောင်နေလိုက်တော့မယ်။အမေတွားဆိုလေတမီးတို့လည်းဒီနားမှာထိုင်ဆောင်မှာဆိုတော့အော်အေးပါတမီးရဲ့ကဲမေတို့ရဒီနေ့ဖရဲသီးကတလုံးဘယ်လောက်လဲဖရဲသီးတလုံးကကျွန်တော်9000ပါရှင်။အော်အဲ့ဒါဆိုဖရဲသီးလေးနည်းနည်းလောက်ဟုတ်ဖရဲသီးဝယ်ပြီးတော့အခါဖရဲသီးဝယ်ပြီးသွားပြီဆိုရင်ဖရဲပန်းလေးပါလေးဝယ်ရအောင်တမီး။ဖရဲပန်းဘယ်လောက်လဲရှင်။အော်ဖရဲပန်းတစ်စီးကို9000ပါ။အော်ဟုတ်ကဲ့တစ်စီးပေးပါအနီအောင်လေးနော်။ကဲအဲ့ဒါဆိုရင်ကိတ်မုံဆိုင်ကိုတော့ရမယ်ကိတ်မုံကတစ်ခု9000ပါတစ်ခု6000ဟုတ်ကဲ့ဟိုကိတ်မုံက6000ဆိုတစ်ခုပါရှင်ဈေးဝယ်ပြီးတော့အခါအမေသမီးတို့လည်းဈေးဝယ်ပြီးပြီဆိုပြန်တော့လေဟန်ဆိုလေအေးပါသမီးရဲ့အဲ့ဒါဆိုရင်အမေတို့ရင်သွားစားရအောင်ဟုတ်ကဲ့အမေတို့ရင်မသွားစားရအောင်ကဲအခုနာမည်ကြီးနေရာမန်ဆိုင်ကိုသွားရအောင်လေကဲအခုဆိုရင်ရာမန်ဆိုင်ကိုရောက်ပါပြီအမေကတော့မစင်းခဲ့သေးဘူးပေါ့နော်ကဲအဲ့ဒါဆိုရင်ကဲတော့ဒါဒီပဲစားလိုက်တော့မယ်ခုနကရာမန်လေးပဲစားလို့ကောင်းနေရပဲအခုဗီဒီယိုလေးကိုချိန်နေတဲ့နော် like and subscribe လေးနဲ့ခေါင်းလောင်းလေးနဲ့အသေးလေးပေးဖို့လည်းမိနေအောင်ရှင်အားလုံး bye bye